ယောက်ယူထားပါတယ်ကွာမကြီးရောရောက်ဖယူထားတဲ့လင်ရောတဆွေလုံးတစ်မျိုးလုံးတင်ကျွေးထားတာ ကျမတို့နေဦးလားပြစ်တယ်နေဦးလားပြစ်လားမယ်ကျမနေဦးလားပြစ်လား မင်းတို့တမိသားစုံစင်း မစင်းနိုင်ဘူးလင်းပစ္စည်းမရပိုက်ရှင်ရလဲကြောက်အိမ်မယ်ရှင်ပတ်စံလဲကြောက်ပတ်စံမယ်ကြောက်ပတ်စံလဲကြောက်ပတ်စံမယ်ဘာဖြစ်လဲ မောင်ကိုကျေးဇူးတင်ပါတယ်မြန်ပြလိုက် မောင်ကျေးဇူးတင်ပါ ငါစင်စမိုက်ကြော်နေတာ စင်ကျော်ကလေထလန်းပညာကိုလိုက်စားနေတာကြားပြီသူလိုက်စားနေတာကိုဘသူမှမပြောပါနဲ့ဆိုလို့ကျမတို့ကမပြောတာ နေပါရေ အေး လေရဘသူလောနေတာလဲ ဘယ်သူမှမလို့ဘူးအဖေရမအောင်လေဘောကချလာလို့ ရှင်ကငွေမတက်ပေးမအောင်ယူထားမှာတော့ကျမကြိုက်တဲ့အရာကိုရှင်ရှားမှာပဲလေငွေဆိုတာဒုတိယဖျားသခင်စိန်ကျော်နေလူမားနေလို့ အဲ့ဒီအိမ်ကတရေကိုလေနှင်းထုတ်ပေးမယ်ဆိုရင်ကျမအလကားမခိုင်းပါဘူးတိတ်တရာဘရောမှာ တိတ်တရားကိုစိန်ကျော်ရဲ့ကျမတို့စီကိုဒုက္ခရောက်နေရသူကအာကိုတရှိနဲ့လာရှာတာလေ အမေကအဲ့လိုမလုပ်နဲ့ အဲ့ဒါကိုကျမတို့ကဘလို့စိတ်နှလုံးသားနဲ့ဥပြုတ်ခါပြူရမှာလဲဆက်ပြီးကမျက်လုံးမိတ်ပြရတယ်ဒီယောက်ျားစိန်ကြုံဒီညငါနဲ့အတူတူအိတ်မယ်လို့အဲ့ဒါသွားပြောပေးပါလားလို့အမရမ်းလောပါပြီဘလဲအဲ့ဒါကြောင့်မဲခမျက်နှာလေးလွယ်လိုက်တာနဲ့နှစ်ယောက်သားပူကပ်ပြပြစ်စစ်တာကိုပြစ်နေတော့လား မုန်းပါဘူး ဒီဘာလို့ချင်လာလဲစိန်ကြောတော့ဘာလို့ချင်တာလဲ မဟုတ်ဘူးတရေထောက်နေတယ်သူခလေးနေပါဖေးလားစိန်ကြော်တော့စိန်ခေါ်လို့မရဘူး ခရီးမောတိတ်ဆောင်လိုက်မှာပေးရနှင်းကို စိန်ကြောအလဲ